သက်ကြီးလာတာရေးကြလာတာမဟုတ်ပါဘူးအာနာတတိုင်လူကောင်းမဖြစ်ပါဘူးတခြားသူစီကမျော်လင့်နေသူတွေမင်းနာကျင်နေရအောင်ပါတခါတလေကျွန်တော်တို့လူတွေကကိုထင်ထားတဲ့လူမဟုတ်ပဲကိုကပဲသူတို့ဒီလိုဖြစ်စေချင်နေဆိုပြီးစိတ်ထဲမှာပုံဖော်ထားတတ်ကြပါတယ်ဥပမာသူငါ့ကိုနားလည်ပေးရမယ်သူငါ့ကိုရွေးချယ်ရမယ်ဆိုတဲ့အတွေးတွေကတကယ်တော့အမှန်တရားမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ထဲမှာပုံဖော်ထားတဲ့မျော်လင့်ချက်တစ်ခုစိတ်ဆန္ဒတစ်ခုပါတကယ်လို့ကိုမျော်လင့်ထားသလိုဖြစ်မလာခဲ့ရင်လည်းအရင်ဆုံးနာကျင်ရတဲ့သူကတခြားသူမဟုတ်ပါဘူးကိုယ်ပါပဲဒါကြောင့်တခြားသူစီကမမျော်လင့်မှလည်းတစုံတစ်ယောက်စီကရတဲ့မျော်လင့်ချက်နဲ့အသက်ရှင်ရတာတကယ်ကိုဆိုးလို့ပါဒါကြောင့်ကိုယ့်ရဲ့မျော်လင့်ချက်တွေကိုရှော့ချလိုက်ပါတခြားသူစီမှာမထားပါနဲ့နေရာမှာပြန်ထားလိုက်တာမှအကောင်းဆုံးမို့လို့ပါအသက်ကြီးလာတာရေးကြလာတာမဟုတ်ပါဘူးတကယ်ကအဖိုးအမြဲတမ်းပြောလို့ရှိတဲ့စကားတွေတကွန်းရှိတယ်မင်းနဲ့ငယ်ရွယ်တဲ့အချိန်မှာမင်းလှုပ်ချင်တဲ့အရာတွေကိုလှုပ်ထားပါတဲ့မဟုတ်ရင်နဲ့မင်းအသက်ကြီးလာမှနောင်တရလိုက်မယ်တဲ့ကျွန်တော်လည်းမေးတာပေါ့ဘာကြောင့်လဲအဖိုးလို့ဘာကြောင့်လဲဆိုတော့ငါတို့လူတွေကတစ်သက်မှတစ်ခါပဲရှည်တန်ခွင့်ရတာတဲ့တချို့လူတွေကပြောလိုက်မယ်တဲ့အသက်ကြီးလာရင်ပို့ပြီးတော့ရင်းကျက်လာတယ်လို့တကယ်တော့မဟုတ်ပါဘူးတဲ့ငါတို့ကအသက်ကြီးလာနေပို့ပြီးတော့ကြောက်တက်လာနေပါတဲ့ငါတို့လူရှိထွက်ပြီးစကားပြောမှကြောက်လာတယ်ငါတို့တခုခုဆောက်လုပ်လိုက်လို့မှားမှကြောက်လာတယ်ပြောရင်တော့ငါတို့လူတွေဝေဖန်မှကြောက်တဲ့စိတ်နဲ့ဘာမှမစဖြစ်ခဲ့ဘူးတဲ့သူတို့ကငါတို့မလုံးနဲ့ကွာဆိုပြီးတော့တားတာလားဆိုရင်လည်းမဟုတ်ဘူးကွာငါတို့ကိုယ်တည်းကဝေဖန်မှကြောက်တဲ့စိတ်ကနဲ့အပြစ်ကင်းရတဲ့စိတ်တွေကများခဲ့တာကြောင့်ဘယ်အရာမှမစဖြစ်ခဲ့တာပါတဲ့အာနာတတိုင်လူကောင်းမဖြစ်ပါဘူးအပြစ်မဲကြည့်တော့ကောင်းပါတယ်ဒါမဲ့ဒီလိုခံစားဘူးလားပုံမလုံးချင်တဲ့အရာတခုကိုအာနာပြီးတော့လုံးလိုက်ရတဲ့ခံစားချက်မျိုးပေါ့အခုကြည့်နေတဲ့မိတ်ဆွေတို့လည်းခံစားဖို့ကြလိမ့်မယ်ထင်ပါတယ်ဒါကြောင့်လူတိုင်းကိုအာနာပြဖို့မကြိုးစားပါနဲ့တစ်ခါတလေလဲညစ်တက်အောင်လဲကြိုးစားပါပေါ့